ဝန်ထမ်းကြောင့်စိတ်ညစ်နေတဲ့ small business ဆိုင်ပိုင်ရှင်တွေရှိတယ်ဆိုရင်ဒီဗီဒီယိုကိုစိုးအောင်ကြည့်ပါကိုကဝန်ထမ်းကြောင့်စိတ်ညစ်နေတယ်ဆိုလို့ရှိရင်ဒီလိုမျိုးလေးပြန်စဉ်းစားကြည့်ပါကိုကကားတစ်စီးပိုင်တယ်ကိုကကိုပစ္စည်းကြိုက်လားကြိုက်တယ်ရွှေတွေပိုင်တယ်ကြိုက်တယ်မြေတွေပိုင်တယ်ကြိုက်တယ်ကိုဆိုင်နေအများကြီးချိန်နိုင်တယ်ဒီလိုမျိုးကြိုက်တယ်ပေါ့နော်တစ်ဖက်ကကိုယ့်ရဲ့ဝန်ထမ်းကလည်းကိုယ့်ရဲ့စီးစိမ်ဥစ္စာလိုပဲကိုယ့်ရဲ့ပိုင်ဆိုင်မှုပဲဖြစ်တယ်ဝန်ထမ်းတစ်ယောက်ဆိုလို့ရှိရင်ကိုကားတစ်စီးကိုရခဲ့တယ်လို့မျိုးကိုမှဒီဝန်ထမ်းတစ်ယောက်2ယောက်10ယောက်အယောက်20ဒီလိုမျိုးတိုးသွားတာဟာလေကိုယ့်ရဲ့စီးစိမ်ဥစ္စာပဲဖြစ်တဲ့အတွက်ကိုကဝန်ထမ်းကြောင့်လုံးဝစိတ်မညစ်ပါနဲ့ကိုယ့်ရဲ့စီးစိမ်ဥစ္စာကြောင့်စိတ်ညစ်တဲ့ business ပိုင်ရှင်ဆိုတာကြားဘူးလားဒါကြောင့်ကိုကကိုယ့်ရဲ့စီးစိမ်ဥစ္စာကိုတန်ဖိုးထားတယ်ဆိုလို့ရှိရင်ဒါနဲ့ဒန်းတူကိုယ့်ရဲ့ဝန်ထမ်းကိုလည်းတန်ဖိုးထားပါ